ခိုင်ဘုရင်တွေဟာတက်ကြသားကြီးမင်းမျိုးမင်းနယ်တွေဖြစ်ကြတာကြောင့်အထိတ်အမှတ်အဖြစ်တိရိသုရမရာဇာပွဲခံရခိုင်ဘုရင်ကြီးကကောဇာတက္ကရီ991ခရစ်နှစ်1629ခုမှာကုသိုလ်ကောင်းမှုပြုခဲ့ပါတယ်။စေရီတော်ရဲ့မူလအတိုင်းအတာမှာအောက်ခြေဖက်နှက်တော်အဝိုင်းဘက်လဲ280ပေအပေါ်စေရီရဲ့အောက်ခြေဘက်လဲ240ပေအမြင့်114ပေခန့်ရှိပါတယ်။စေရီတော်ကြီးကိုအပေါ်ကကြည့်မယ်ဆိုရင်မြစ်စုတကနပန်းပွင့်အားနေပုံဖနက်တော်အောက်ခံပေါ်မှာရှင်းမြောင်ဒူးကျွန်းစေရီပေါက်နေတဲ့ပုံတရံဖြစ်ပါတယ်။အစင်းတရံတန်မိုးကြီးလာတဲ့မြစ်စုတကနပန်းဟာနုံထဲကပေါက်လာသလိုရှုပ်ထွေးပွေလီပြီးဒုက္ခရောပြိုးနေတဲ့လောကီအနာအဖွဲ့ကနေဗုဒ္ဓတည်ဟူတဲ့ဖျားရှင်ပွင့်လာပုံနဲ့နှိုင်းထားခြင်းပဲဖြစ်ပါတယ်။19ရာစုအစောပိုင်းရခိုင်ပြည်သူကကြောက်စစ်ကနုတ်ပန်းတွေကိုစေရီတော်ကြီးပြည့်စည်များရဲ့ပတ်လည်မှာရှိတဲ့တကယ်များခိုနန်းကျိုးများစိန်တောင်များမှာတွေ့မြင်လေ့လာနိုင်ပါတယ်။
ပေမစေရီတော်ကြီးကိုအရန်စေရီငယ်12စုကဝန်းရံထားပါတယ်စေရီတော်ဒီစဉ်ခါကပင်မစေရီကြီးရဲ့ထောင်လေးတောင်